မင်္ဂလာပါအမရာ YouTube channel နဲ့ပြန်ပြီးကြိုဆိုလိုက်ပါရစေဒီနေ့ lab လုပ်ပြမယ့်အပိုင်းကတော့ lab 3 connecting to DHCP server ပါအဲ့တော့ DHCP ဆိုတာဘာလဲလို့ပဲ dynamic host configuration protocol ပါကိုယ့်ရဲ့ network system ထဲမှာ IPA ကို automatically ပေါ့နော် set ကနေပြီး automatically IP ပေးစေခြင်းတဲ့ဟာကိုကျွန်တော်ကဘာလို့ခေါ်လဲဆို DHCP လို့ပြောပါတယ်အဲ့တော့ကျွန်တော်ကကိုယ့်ရဲ့ network ထဲမှာကွန်ပျူတာအလုံးရေအတွက်တွေများပြားလာတဲ့အခါမှာတစ်လုံးချင်းစီကိုကျွန်တော်ကဒီ manually ပေးဖို့ပေါ့နော်ရှေ့ရသင်ခန်းစာမှာဆိုရင်ကွန်ပျူတာ3လုံး server တစ်လုံးမှာကျွန်တော်က manually IP ပေးခဲ့တယ် PC0 မှာတော့ 1.2 PC1 မှာ 1.3 PC2 မှာတော့ 1.4 server IP ကတော့ 1.99 ဆိုပြီးပေးခဲ့တယ်ဒီမှာတော့ကျွန်တော်ကဘာလုပ်မလဲဆိုအဲ့ပေးခဲ့တဲ့ PC ရဲ့ IP ကိုကျွန်တော်ကဆက်ကနေပြီးတော့ဒီ DHCP server နေပြီးတော့ auto configuration ပေါ့နော် auto IP ချပေးစေခြင်းတဲ့အပိုင်းလို့ကျွန်တော်ဆက်ပြောသွားပါမယ်အဲ့တော့ DHCP configuration မှာဘာလဲဆို client ရဲ့ PC ပေါ့နော် PC 3လုံးကိုကျွန်တော်ဘာလုပ်ပေးမလဲဆိုရင်DHCP IP ချပေးမယ် DHCP IP ရမယ်ကျွန်တော်ကဘာ command လေးကိုသုံးပြီးတော့ check လုပ်မလဲဆိုရင် ipconfig space/all ဒီမှာ space တစ်ချက်စာကျမ်းပါတယ် space/all ဆိုရင် command လေးကိုသုံးပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုရင် configuration လုပ်မယ်ပြီးတော့ DHCP ချပြီးရဲ့ computer တွေကနေပြီးတော့ web server ပေါ့နော်ကျွန်တော်ရေးထားတဲ့ web server www.amara.edu.mm ဆိုတဲ့ website ကိုလည်းခေါ်လို့ရရမယ်ပေါ့အဲဆိုပုံမှန်ကတော့တို့ကွန်ပျူတာတွေကို IP manually device တစ်ခုချင်းစီကို IP administrator ကနေတစ်လုံးချင်းစီလိုက်ရရမယ်စာဆက်တည် DHCP server ကနေ IP assign ချတဲ့ပုံစံလေးကိုကျွန်တော်ထပ်ပြီးတော့ လုပ်ပါမယ်ရှေ့ကသင်ခန်းစာမှာဆွဲခဲ့တဲ့ topology design မှာပဲကျွန်တော်ဘာ configuration လေးလုပ်မလဲဆိုရင် DHCP server configuration လေးပြုလုပ်ပါမယ်ရှင်โอเคအဲ့ဆိုကျွန်တော်တို့ဒီ packet tracer ပေါ့နော်ရှေ့က lab လုပ်ခဲ့တဲ့ connecting to DNS server ဆိုရဲ topology design မှာပဲကျွန်တော်ပြန်ပြီးတော့ configuration လုပ်ပါမယ်အဲ့ဒါ PC0 မှာကျွန်တော် IP ပေးခဲ့တယ်သူ့ကို DHCP ပေးမှမလို့PC0 မှာကျွန်တော် static button လေးကိုဖြုတ်လိုက်မယ် DHCP button on လိုက်မယ်ကျွန်တော် DHCP ကတော့ free ဖြစ်တယ်ဒါပေမဲ့သူကဘာကိုပြောလဲဆိုရင် APIPA is being used a piper address ပေါ့နော် automatically private IP address နဲ့သုံးလို့ရအဲ့ automatically private IP address ကဘယ်လောက်ထိနဲ့ကြာလဲဆိုရင် 169.254 ပေါ့နော်ဒီ rate အတွင်းမှာကြာတယ်နောက်က IP rate တွေကတော့တစ်လုံးသူပြောင်းသွားတယ်ပေါ့ဒီ IP နဲ့သူကြာပါတယ် DHCP IP ကတော့မကြာဘူးပေါ့အဲဆိုကျွန်တော် PC1 မှာလည်း IP configuration မှာလည်း DHCP pattern လေးပြောင်းလိုက်ရင်ဒါ169.254ပေါ့နော် Viber address တွေနဲ့ပဲသူကြာနေလိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်ဗာလဲလို့ပြောရင် PC2 ပေါ့နော် PC2 မှာလည်းကျွန်တော်ဗာလုပ်ခဲ့မလဲဆိုရင် DHCP configuration တောင်းခဲ့မယ်ဒီ DHCP DHCP IP တော့ကြာတယ်ဒါပေမဲ့ Viber address ပဲကြာတယ်ပေါ့နော် DHCP မဖြစ်ဘူးပေါ့ဒီအချိန်မှာတော့ web server web client ကိုခေါ်ရင်ရမှာမဟုတ်ပါဘူးပင်းလို့ရမှာမဟုတ်ပါဘူး PC မှာကြားတဲ့ IP ဒီ169.254နဲ့ကြားတာဖြစ်တဲ့အတွက်အဲဆိုတော့ဒီ DHCP server configuration မှာလည်းဒီ server ထဲမှာပဲကျွန်တော်ဆက်ပြီးတော့သုံးမယ်သူ့ရဲ့ services ထဲမှာကျွန်တော် DHCP ဆိုတဲ့ pattern လေးကိုသွားပါမယ်ဒါ for IP ဒီကောင်ကိုကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင် online မယ်သူ့ရဲ့ pool name မှာကျွန်တော်ကဘာကိုပဲသုံးမလဲဆိုရင် server pool ပေါ့ဒီ pool name ကိုပဲသုံးမယ်သူ့ရဲ့ default gateway မှာတော့ကျွန်တော် gateway IP router တွေမပါဖြစ်တဲ့အတွက်ပေးစရာမလို DNS server IP ကတော့ကျွန်တော် DNS ပေးခဲ့တယ်ခဏ website ရဲ့ IP က 1.99 ဆိုပြီးပေးခဲ့တယ်ကျွန်တော်1. ဘယ်လောက်ကနေစမလဲဆိုရင် 1.0 ကနေစမယ်1.0 အတွင်းစမှာဖြစ်တဲ့ကွန်ပျူတာအလုံးရေတော့သူဘယ်လောက်သုံးလို့ရမလဲဆိုရင်255လုံးသုံးလို့ရမယ်ပေါ့နော်ကျွန်တော်ဒီကောင်လေးကိုဘာလုပ်လိုက်မလဲလို့ပြောရင်ကျွန်တော်တို့ app လုပ်ဒီ pool ရရှိပြီးသားဒီကောင်လေးကိုပဲကျွန်တော်ဘာလုပ်လိုက်မလဲ save လိုက်မယ်ပေါ့ DNS server IP ရှိမယ် stat IP က 1.0 ဆိုတော့ 1.1 1.2 ကနေ IP ကြမယ်ပေါ့ subnet က 255.255.255.0 နဲ့ကျွန်တော်ဘာလုပ်ခဲ့မလဲဆိုရင်ပေးခဲ့လိုက်ပါမယ်အဲဒီမှာ DHCP configuration လေးပြီးသွားပြီဖြစ်တဲ့အတွက်တော့ PC0 ကနေပြီး IP ပြန်တောင်းကြည့်မယ်ဒီမှာ IP လေးပေါ်လာပြီ 1.1 နဲ့စကြမှာဒီစလုံး PC0 မှာတော့ 1.3 နဲ့ကြာတယ် DHCP ရဲ့သဘောတရား IP က automatically ပေါ့နော်ကြာတာဖြစ်တဲ့အတွက် random ကြာတာဖြစ်တဲ့အတွက်သူကမတူတော့ဘူးခဏ PC0 မှာ 1.3 နဲ့ကြာပြီးတော့ဒီ PC1 မှာတော့ 1.1 နဲ့ကြာတယ်သူက IP ကတော့သူကြာတဲ့အတိုင်းပဲ release ပေါ့ဒီကောင်ကတော့ 1.2 နဲ့ပဲကြာတယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်DNS server IP လေးကြာရမှာဖြစ်တဲ့အတွက်
DNS server IP လည်းပေါ်သွားပြီပေါ့အဲဆိုကျွန်တော်ဒီကနေပေါ့ web browser ကနေကျွန်တော်ပြန်ခေါ်မယ်ရှေ့လိုပဲ www.amara.edu.mm ဆိုပြီးကိုယ့်ရဲ့ website လေးခေါ်ရဲ့အခါမှာလည်းသူကြာသွားပါမယ်ဘာလို့ကြာလဲလို့ပြောရင်ကျွန်တော်တို့ဒီ website ဆောက်ထားတဲ့ web page ရဲ့ IP ကလည်း1.99 DHCP IP ရဲ့မှာ DNS server IP ပါကြာဖြစ်တဲ့အတွက်သူတို့ကဘာဖြစ်သွားလဲဆိုရင် website ဆောက်ထားတဲ့ DNS web server ကိုပါလဲ IP လေးကြာသွားပါတယ်ဒါတော့ကျွန်တော်တို့ဘာလို့လုပ်ပြရလဲဆိုရင် server ထဲမှာ DHCP configuration လုပ်ပြီး PC ကို IP assign ချရလို့လုပ်ပြခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ် video သင်ခန်းစာတွေမှာပြန်ပြီးတော့တွေ့ဆုံပါမယ်အားလုံး see you the next video